င်ကပြည်ပထွက်ပြီးတော့နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုမှာ Master တို့မဟုတ် PhD တက်ဖို့အတွက်ကျောင်းကောင်းတစ်ခုရှာနေတယ်။အဲ့ဒီကျောင်းမှာ scholarship opportunity တွေလည်းရှိရမယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကသင်တော့ပါပဲ။မင်္ဂလာပါခိုင်ပါ။ခိုင်ကတော့ teacher trainer တယောက်ဖြစ်ပြီးတော့လက်ရှိမှာတော့ India နိုင်ငံ Nalanda University မှာရှိတဲ့ MBA in Sustainable Development and Management ဘာသာရပ်ကိုလေ့လာသင်ယူနေပါတယ်။ဒီ channel မှာတော့ပညာရေးနဲ့ Sustainable Development and Management ဆိုင်ရာအသိပညာဗဟုသုတတွေကိုခိုင်းရဲ့အတွေ့အကြုံနဲ့ရှင်ပြီးတော့မျှဝေပေးနေတာဖြစ်ပါတယ်။အဲ့တော့ Nalanda University ဆိုတာဘာလဲ။ Nalanda University က India နိုင်ငံ Bihar ပြည် Rajgir မြို့မှာတည်ရှိတဲ့ Central University တစ်ခုဖြစ်ပါတယ်။ဒီတက္ကသိုလ်ကကမ္ဘာပထမဦးဆုံး Residential University ဖြစ်ခဲ့ပြီးတော့2010မှာ Indian Parliament Act နဲ့တရားဝင်ပြန်လည်တည်ထောင်မွမ်းမံထားတဲ့တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။ဆိုတော့ဒီတက္ကသိုလ်ကဆယ်စုနှစ်တစ်ခုစာပဲရှိသေးတယ်ဆိုပေမဲ့ international collaboration ကိုအရှိန်ကောင်းနဲ့လှုပ်ဆောင်နေတဲ့အတွက်ကြောင့်မို့လို့အာရှမှာရောကမ္ဘာမှာပါနေရာတစ်ခုရထားတဲ့တက္ကသိုလ်လည်းဖြစ်ပါတယ်။ Nalanda University ရဲ့ campus နဲ့ environment ကဘယ်လိုမျိုးရှိသလဲ။ Nalanda University ရဲ့ထူးခြားချက်တစ်ခုက net zero campus ဖြစ်တာပါ။ဆိုလိုတာကကျောင်း campus အဆောက်အဦအားလုံးကို environmentally friendly ဖြစ်အောင် sustainable design တွေနဲ့ပဲဆောက်လုပ်ထားတာဖြစ်တယ်။ပြီးတော့ carbon emission နဲ့အောင်လည်းတည်ဆောက်ထားတဲ့ campus တစ်ခုဖြစ်ပါတယ်။ဒါအပြင် campus တည်ရှိတဲ့ Rajgir လို့ခေါ်တဲ့ရာဇဂြိုဟ်မြို့လေးကလည်း Delhi လိုမျိုးပေါ့နော်လူဦးရေထူထပ်တဲ့မြို့မဟုတ်ပဲနဲ့နယ်မြို့လေးတစ်မြို့ဖြစ်တာပါ။မြန်မာနိုင်ငံအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ပကံညောင်ဦးလိုမျိုးသမိုင်းဝင်တွေရှိတဲ့မြို့လို့ပြောလို့ရပါတယ်။ပြီးတော့သူကဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရာဗုဒ္ဓဂါယာနဲ့လည်း2နိုင်လောက်ပဲဝေးတဲ့နေရာမှာတည်ရှိပါတယ်။ဒါပေမဲ့သူ့ကိုဒီမြို့ထဲမှာဆိုလို့ရှိရင်ပေါ့နော်ညီမသမိုင်းဝင်နေရာတွေလို့ရန်စိတ်ညင်သက်တာမျိုးမဟုတ်ပဲနဲ့ဒီနိုင်ငံရဲ့ culture အတိုင်းသွားတာမျိုးတော့ရှိပါတယ်ဒါပေမဲ့လည်းဒီကျောင်းက residential university ဖြစ်တဲ့ကြောင့်မို့လို့ campus ထဲမှာအေးဆေးဆေးတောအုပ်လေးတွေကျင်းငတ်တာကာတွေနဲ့ပေါ့နော်ရှင်တွဲနေထိုင်ရတဲ့ကြောင့်မို့လို့စာကိုလည်းပုံမအာရုံစိုက်လို့ကောင်းတဲ့ campus တစ်ခုဖြစ်ပါတယ်အဲ့တော့ Nalanda University မှာဘယ်လိုဘာသာရပ်တွေလေ့လာသင်ယူလို့ရမလဲNalanda University မှာတော့ undergraduate program တွေမရှိဘဲနဲ့ master, PhD နဲ့ short term course တွေကိုပဲသင်ကြားပေးပါတယ်။မြန်မာနိုင်ငံနဲ့မတူတဲ့တစ်ချက်ကတော့မြန်မာမှာဆိုရင်တော့တက္ကသိုလ်တွေကပေါ့နော်အင်္ဂလိပ်စာသင်ချာဆိုပြီးတော့ဌာနခွဲတွေနဲ့သတ်မှတ်သုံးလုံးကြပေမဲ့ဒီမှာတော့ကျောင်းတွေဆိုပြီးတော့သုံးလုံးကြပါတယ်။ဆိုတော့ဒီတက္ကသိုလ်ထဲမှာ School of International Relations and Peace Studies, School of Language and Literature, Humanities, School of Management Studies, School of Ecologies and Environmental Studies, School of Buddhist Studies, Philosophies and Comparative Religions ဆိုပြီးတော့ကျောင်းခွဲ၅ခုရှိပါတယ်။ဒီကျောင်းတွေမှာဆိုလို့ရှိရင်တော့ History, Archaeology, Ecology, Environmental Studies, Buddhist Studies, Hindu Studies, Philosophies, Comparative Religions, World Literatures, MBA in Sustainable Development and Management, International Relations and Peace Studies, Mathematics, Economics ဆိုပြီးတော့ဘာသာရပ်များစွာလေ့လာသင်ယူလို့ရပါတယ်။ Master ရေဆိုလို့ရှိရင်တော့2နှစ် program နဲ့သွားပြီးတော့ PhD ဆိုလို့ရှိရင်တော့3နှစ် program နဲ့သွားပါဖြစ်ပါတယ်။ Nalanda University မှာကျောင်းတက်ချင်တယ်ဆိုလို့ရှိရင်ကျောင်းဘယ်လိုရှောက်အောင်လဲ။ပုံမှန် application period ကတော့ January 15ကနေပြီးတော့ June 15 ထိဖြစ်ပါတယ်။ဆိုတော့ဒီနှစ်အတွက်ဆိုလို့ရှိရင်တော့အခုစရှောက်လို့ရနေပြီပေါ့နော်။ဆိုတော့ရှောက်မယ်ဆိုလို့ရှိရင်တော့ website ကနေပြီးတော့တစ်ဆင့်ရှောက်ရတာဖြစ်ပါတယ်။ကျောင်းရှောက်ဖို့အတွက် official admission link ကိုလည်း description box မှာထည့်ထားပေးပါရနော်။ application process မှာဆိုလို့ရှိရင်တော့ website ကနေတစ်ဆင့် application form တင်မယ်။အကယ်လို့ကိုက short list ထဲပါတယ်ဆိုလို့ရှိရင်သူက interview ခေါ်မယ်။ပြီးရင်တော့ interview အောင်တဲ့အခါမှာ enrollment process ကိုဆက်လုပ်ရတာမျိုးရှိပါမယ်။အဲ့တော့ဒီကျောင်းမှာကျောင်းတက်ဖို့အတွက်ကျောင်းရှောက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုချက်လက်တွေပြင်ဆင်ထားအောင်လဲ။ Master program အတွက်ဆိုလို့ရှိရင် Bachelor Degree Certificate, Statement of Purpose လို့ခေါ်တဲ့ကိုဘာလို့ဒီကျောင်းကိုတက်ချင်တာလဲဒီ program ကိုစိတ်ဝင်စားရလဲဆိုတော့ဟာရဲ့ပြီးရင်တော့ဒီကျောင်းရဲ့ medium of language က English ဖြစ်တဲ့အတွက်ကြောင့်မို့လို့ English proficiency score တစ်ခုလိုအပ်မယ်ပေါ့နော်ပြီးရင်တော့ recommendation letter လိုပါမယ်PhD အတွက်ဆိုလို့ရှိရင်တော့အဲ့တော့ Nalanda University မှာ scholarship opportunity တွေရောရှိပါသလား
ဒါပေါ့နာလန္ဒာ University မှာမြန်မာကျောင်းသူကျောင်းသားတွေအတွက် scholarship opportunity တွေအများကြီးရှိပါတယ်မြန်မာကျောင်းသားကျောင်းသားတွေအတွက်အများသောအဖြစ်ရှောက်လို့ရတာကကျတော့ ASEAN Scholarship, BeamSTEP Scholarship, ICCR Scholarship ဆိုပြီးတော့ scholarship ၃မျိုးကိုရှောက်လို့ရပါတယ် scholarship benefits နဲ့ strategy တွေကိုတော့နောက်ထပ်ဗီဒီယိုတွေမှာအသေးစိတ်ပြပေးသွားမှာမယ်နော်ဒီနာလန္ဒာ University ကနေကျောင်းပြီးရင်ရောကိုယ့်ဘဝအခြေအနေတက်လန်တော့ဘာတွေများအခွင့်အရေးရှိနိုင်မလဲဒီနာလန္ဒာ University က Central University ဖြစ်တဲ့ကြောင့်မို့လို့ဒီကျောင်းကရတဲ့ဘွဲ့တွေကနိုင်ငံတကာမှာလည်းအသိမှတ်ပြုထားသလိုပညာရေးဆွဲဆက်လုပ်မလားကိုယ့်ရဲ့ career အတွက်ပဲဆက်သွားမလားနှစ်ခုလုံးအတွက်အခွင့်အရေးကောင်းနေရနိုင်တဲ့တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့နာလန္ဒာ University မှာကျောင်းလာတက်ဖို့အတွက်စိတ်ဝင်စားရဆိုလို့ရှိရင်ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေ program တွေကို comment မှာရေးသွားပေးပါအောင်နော်တခြား information တွေထပ်သိချင်တာရှိရဆိုလို့ရှိရင်လည်း comment ထဲမှာမေးခဲ့ပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတော့ admission process step by step ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ဟာကိုအသေးစိတ်ပြောပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ stay tuned နော်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် see you in the next video bye bye